လက်ဝတ်သမားမိုက်တင်ဆန်ကိုအားလုံးကြားဖို့ကြမယ်ထင်ပါတယ်။သူကတခေတ်တကာကအတော်ဆုံးလက်ဝတ်သမားတွေထဲကတစ်ယောက်ပါ။1990ပြည့်နှစ်နောက်ပိုင်းမှာသူ့ကိုဘယ်သူမှမရှင်နိုင်ခဲ့ပါဘူး။သူ့ရဲ့လက်ဝတ်သမားဘဝတစ်လျှောက်လုံးမှာဒေါ်လာတန်400ကျော်ထိရရှိခဲ့တာပါ။ပြီးတော့သူဘာတွေလုပ်ခဲ့တယ်လဲ။အိမ်အကြီးကြီးတွေဝယ်တယ်။ရှားပါတဲ့ကြားတွေတိတ်ဆန်တွေဝယ်တယ်။စိန်ခံကားတွေတစ်စီးပြီးတစ်စီးဝယ်ယူခဲ့ပါတယ်။နောက်ပြီးဒေါ်လာ2သန်းတန်ရေချိုးကန်တစ်လုံးကိုတောင်ဝယ်ယူခဲ့ပါသေးတယ်။ဟုတ်ပါတယ်။ရေချိုးကန်တစ်လုံးထဲကိုဒေါ်လာ2သန်းနှစ်ဝယ်ယူခဲ့တာပါ။ဒါပေမဲ့2003ခုနှစ်လောက်မှာသူဟာဒေဝါလီခံသွားရပါတယ်။ရိုးရိုးငွေမရှိတာမျိုးမဟုတ်ပဲဒေါ်လာ23သန်းမှအကျွေးတင်ခဲ့တာပါ။ဒါကဘယ်လိုဖြစ်သွားရတာလဲ။ဘာကြောင့်ဒီလိုဖြစ်နိုင်ရတာလဲ။ဒီထက်ပိုအရေးကြီးတာတစ်ခုကဘာကြောင့်ဝင်ငွေတောင်းကနန်းပဲရှိတဲ့လူတချို့ကဝင်ငွေသိန်းချီတန်းချီရတဲ့လူတွေထက်ပိုပြီးတော့ချမ်းသာနိုင်ရတာလဲ။ဒါနဲ့ပတ်သက်လို့ကျွန်တော်မကြာသေးခင်ကဖတ်ခဲ့တဲ့ Psychology of Money စာအုပ်ထဲကနေထီရောက်မှုရှိဆုံးချမ်းသာဖို့တေချာနိုင်တဲ့အတွေးအမြင်၅ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ကျွန်တော် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်တော့တခါတည်း subscribe လုပ်သွားပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျ။နံပါတ်1သင်ဟာအခြေအနေအားလုံးကိုအပြည့်အဝထိန်းချုပ်လို့မရပါဘူး။ဟုတ်ပါတယ်။အမှန်တိုင်းပြောရရင်သင်ရဲ့အောင်မြင်မှုကိုသင်အပြည့်အဝထိန်းချုပ်ထားနိုင်တာမျိုးမဟုတ်ပါဘူး။ကျွန်တော်တို့ကလုံလောက်အောင်ကြိုးစားမယ်။မှန်ကန်တဲ့ရွေးချယ်မှုတွေပြုလုပ်မယ်။ပြီးတော့နေ့တိုင်းကြိုးစားအားထုတ်မယ်ဆိုရင်အောင်မြင်မှုကသေချာတယ်လို့ယုံကြည်ချင်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ကံနဲ့အန္တရာယ်ကကျွန်တော်တို့တွေးတင်ထားတာတဲ့အများကြီးပိုကြီးမားတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ဥပမာအထက်တန်းကျောင်းတုန်းကဘီကိတ်မှာကန့်အီဘက်လို့ခေါ်တဲ့အချစ်ဆုံးတငယ်ချင်းတစ်ယောက်ရှိခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးဟာအလွန်ကိုထက်မြက်ကြပြီးတော့ကွန်ပျူတာတွေကိုဆွဲလန်းကြကနီးပညာအင်ပါယာတစ်ခုကိုအတူတူတည်ထောင်ဖို့အတွက်ကြီးမားတဲ့အိမ်မက်တွေရှိခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ကျောင်းမပြီးခင်မှာပဲကန့်ဟာတောင်တရင်းနဲ့မတော်တဆမှုကြောင့်ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။အဲဒီလိုနဲ့ပဲသူ့ရဲ့ဇာတ်လမ်းဟာပြီးဆုံးသွားခဲ့ပါပြီ။အဲဒီအတောအတွင်းမှာဘီကိတ်တစ်ယောက်ကတော့ဘီကိတ်ပဲဖြစ်လာခဲ့ပါတယ်။ဘီကိတ်ဟာ1960ပြည့်နှစ်တွေကကွန်ပျူတာတွေရှားပါတဲ့အချိန်မှာနိုင်ငံတစ်ခုလုံးမှာကွန်ပျူတာရှိတဲ့အထက်တန်းကျောင်းအနည်းငယ်တွေကတစ်ခုကိုတက်ခဲ့ရတဲ့ကံကောင်းမှုမျိုးနဲ့ကြုံခဲ့ပါတယ်။အဲဒီကံကောင်းမှုတစ်ချိန်ကပဲလူအများစုမရရှိခဲ့တဲ့ဥဆောင်မှုတစ်ခုကိုသူရခဲ့ပါတယ်။သူစ조사အားထုတ်ခဲ့တာသေချာပါပဲ။သူဟာဉာဏ်ကြီးရှင်ဆိုတာတန်တရားမရှိပါဘူး။ဒါပေမဲ့သူသာမတူညီတဲ့မြို့တစ်မြို့မတူညီတဲ့အချိန်မှာမွေးဖွားခဲ့ရင်သူ့ဘဝဟာအတူတူပဲဖြစ်နေမလား။စဉ်းစားကြည့်ပါ။ဖြစ်နိုင်ချေအလွန်နည်းပါတယ်။ဒီမှာရှင်းစရာတစ်ခုရှိပါတယ်။ကျွန်တော်တို့ကအောင်မြင်တဲ့လူတွေကိုကြည့်ပြီးသူတို့ကဓာတွေကိုလောက်ခဲ့တယ်။ဒါကြောင့်ငါလည်းအတူတူလိုက်လို့ရင်အောင်မြင်မယ်လို့တွေးတတ်ကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့မတွေးမိတာကမမြင်ရတဲ့ကံကောင်းမှုတွေမှန်ကန်တဲ့ဆက်သွယ်မှုတွေချိန်သားကဲမှုတွေရှိတယ်ဆိုတာပါပဲ။ကြာရှုံးမှုနဲ့ပတ်သက်ပြီးတော့လည်းအတူတူပါပဲ။တစ်ခေတ်လုံးမှာအတော်ဆုံး stock share ရောင်းဝယ်သူတွေထဲကတစ်ယောက်ဖြစ်တဲ့ Just Livermore ကိုကြည့်ပါ။သူကတန်ပေါင်းများစွာရခဲ့တယ်။အားလုံးကိုဆုံးရှုံးခဲ့တယ်။ပြန်ရခဲ့တယ်။ပြီးတော့နောက်ဆုံးအကြိမ်အားလုံးကိုဆုံးရှုံးခဲ့ရပါတယ်။စီးပွားပြက်ကတ်ကြီးကသူ့ကိုလုံးဝဖျက်ဆီးပစ်ခဲ့တာပါ။သူကသမိုင်းတစ်လျှောက်ချမ်းသာဆုံးကုန်သွယ်တွေထဲကတစ်ယောက်ဖြစ်ခဲ့ရာကနေဘာမှမရှိတဲ့သူဖြစ်သွားခဲ့ပါတယ်။ဒါဆိုဒီကနေဘာသင်ခန်းစာရလိုက်ပါသလဲ။အောင်မြင်မှုဆိုတာဘယ်တော့မှ100%စွမ်းဆောင်ရည်မဟုတ်ပါဘူး။ကြာရှုံးမှုဆိုတာကလည်းဘယ်တော့မှ100%မိမ့်မဲမှုကြီးမဟုတ်ပါဘူး။ဒါကအသည့်အနေနဲ့လက်လျှော့ပြီးတော့ကံကိုပုံချဖို့ပြောချင်တာမဟုတ်ပါဘူး။အဓိကပြောချင်တာကကံနဲ့အန္တရာယ်နှစ်ခုလုံးရှိနေပြီးတော့အဲ့ဓာတွေကကျွန်တော်တို့အားလုံးပေါ်မှာကြိုတင်ခံမှန်းလို့မရတဲ့ပုံစံမျိုးတွေနဲ့တက်ရောက်မှုရှိတယ်ဆိုတာကိုပြောချင်တာပါတကယ်တော့သင်ကကံကိုထိန်းချုပ်လို့မရတယ်လို့အန္တရာယ်ကိုလည်းလုံးဝရှောင်လွှဲလို့မရပါဘူးသင်လုံးနိုင်တာကဉာဏ်ရှိတဲ့ရွေးချယ်မှုတွေလုပ်ဖို့ပါပဲကိုဖြစ်နိုင်ခြေအကောင်းဆုံးအနေအထားမှာထားပြီးတော့ဘာပဲဖြစ်လာအသင့်ပြင်ထားဖို့ပါပဲနံပါတ်နဲ့ချမ်းသာလာခြင်းနဲ့ချမ်းသာကြွယ်ဝစွာနေထိုင်ခြင်းမတူပါဘူးကျွန်တော်တို့ကအောင်မြင်ခဲ့တဲ့လူတွေရဲ့ဇာတ်လမ်းတွေကိုသဘောကျကြပါတယ်ကာကိုတောင်ထဲကနေစတင်ခဲ့တဲ့လုပ်ငန်းကိုဘီလီယံဒေါ်လာများစွာတန်တဲ့ကုမ္ပဏီအဖြစ်ပြောင်းလဲခဲ့တဲ့ဉာဏ်ကြီးရှင်တွေစီးပွားရေးလုပ်ငန်းရှင်တွေကြီးမားလောင်ကြီးထပ်ပြီးတညာချင်းချမ်းသာသွားတဲ့ stock share ကုန်သည်တွေရုတ်တရက်နာမည်ကြီးပြီးတော့ဝင်ငွေများကြီးရခဲ့တဲ့သူတွေစားတဲ့သူတွေကိုပေါ့ဒါပေမဲ့သင်တစ်ခုသတိထားမိရဲ့လားအဲ့ဒီလူတွေထဲကအများစုဟာမြန်ဆန်ပဲသူတို့ရဲ့ငွေတွေကိုပြန်ဆုံးရှုံးသွားတတ်ကြတယ်ဆိုတာကိုပေါ့။ဘာကြောင့်လဲဆိုတော့ချမ်းသာလာတာနဲ့ချမ်းသာကြွယ်ဝစွာနေထိုင်နိုင်တာဟာလုံးဝကွဲပြားပြီးမတူညီတဲ့စွမ်းရည်တစ်ခုဖြစ်နေလို့ပါပဲ။စဉ်းစားကြည့်ပါ။ဆယ်လီတွေအားကစားသမားတွေဒါမှမဟုတ်စီးပွားရေးခေါင်းဆောင်ကြီးတွေဟာအလွန်အမင်းချမ်းသာရာကနေဆင်းရဲသွားတယ်ဆိုတဲ့ဇာတ်လမ်းတွေကို
တင်ဘနခကြားဖို့ပါတယ်လေမိုက်ဒင်ဆန်ဟာ2003ခုနှစ်မှာအာလုံးဆုံးရှုံးခဲ့ပါတယ်နီကိုလတ်ဂေးဟာဒေါ်လာတန်း150ကိုမိရှို့ပစ်ခဲ့ပါတယ် professional ယင်းနှိမြုံနှံသူတွေတောင်မှငွေတွေအများကြီးရပြီးမှဒေဝါလီခံခဲ့ကြရပါတယ်ဘာကြောင့်လဲဆိုတော့ချမ်းသာကြွယ်ဝလာဖို့အတွက်စွန့်စားရပါတယ်လောင်ကစားဆန်ဆန်အရေးစွန့်ရပါတယ်ဒါပေမဲ့ချမ်းသာကြွယ်ဝစွာနေထိုင်ဖို့အတွက်ကတော့စွန့်စားမှုတွေလောင်ကစားဆန်တဲ့အရေးစွန့်မှုတွေကိုရှောင်ရှားဖို့လိုအပ်ပါတယ်ကျွန်တော်ထပ်ပြီးရှင်းပြပါမယ်တင်သာချမ်းသာကြွယ်ဝမှုကိုတည်ဆောက်ခြင်းရင်အ ਨੇ ဆုံးတော့စွန့်စားမှုတစ်ခုလုပ်ရပါလိမ့်မယ်စီးပွားရေးလုပ်ငန်းတစ်ခုစတင်တာအခွန်လက်သစ်တွေမှာယင်းနှိမြုပ်နှံတာတွေလုပ်ရပါလိမ့်မယ်ပိုများတဲ့လစာတွေကိုညှိနှိုင်းရပါမယ်တခြားသူတွေမလုပ်ရတဲ့အလုပ်တွေခုံပြန်ကြော်လာမှုတွေကိုလုပ်ရပါလိမ့်မယ်ဒါကချမ်းသာလာဖို့အတွက်တင်စွန့်စားရမှာပါအစောပိုင်းကာလစီးပွားရေးလုပ်ငန်းရှင်တွေကိုလေ့လာကြည့်ပါဥပမာဂျက်ဘီဇိုဟာစာအုပ်တွေကိုအွန်လိုင်းမှာရောင်းဖို့အတွက်သူ့ရဲ့ Wall Street အလုပ်ကနေထွက်ခဲ့ပါတယ်အီလွန်မတ်ဟာသူ့ရဲ့ဘေးပေါ်ကငွေတွေကိုတက်စလာထဲကိုထည့်ခဲ့ပြီးတော့ဒေဝါလီခံလူနီးနီးထိဖြစ်ခဲ့ပါတယ်အောင်မြင်ခဲ့တဲ့ဇက်လန်တိုင်းမှာသူတို့ကြီးကြီးမားမားလောင်ကြီးထက်ခဲ့တဲ့အချိန်တစ်ခုရှိပါတယ်ဒါကပဲလောင်ကစားဆန်တဲ့ကစားကွက်ထဲကိုရောက်စေတာပါဒါပေမဲ့ဒီနေရာမှာလူတွေမှားယွင်းသွားတတ်ကြပါတယ်သူတို့ကငွေရလာတာနဲ့တပြိုင်နက်အဲ့ဒီလိုပဲလောင်ကစားဆန်တဲ့ဂိမ်းကိုဆက်ကစားနေကြတာပါသူတို့ကစွန့်စားမှုတွေဆက်လုပ်နေကြတယ်ရှိတဲ့ပမာဏထက်ငွေတွေပိုများများချေးယူကြတယ်သူတို့ကငွေတွေဟာထာဝရစီးဆင်းနေလိုက်မယ်လို့ယူဆကြပြီးမကြခင်မှာပဲအားလုံးပြိုလဲသွားကြပါတယ်။ဘာကြောင့်လဲဆိုတော့ချမ်းသာကြွယ်ဝစွာနေထိုင်ဖို့ဆိုတာစွန့်စားသားတွေမလုပ်တဲ့တာမန်အမျှော်မြင်ရှိတဲ့စိတ်ဓာတ်ကိုလိုအပ်လို့ပါ။နှိမ်ချမှုနဲ့စိတ်ရှည်မှုရှိပြီးလောင်ကစားဆန်ခြင်းကိုဘယ်ချိန်မှရက်တင်တယ်လဲဆိုတာကိုသိဖို့လိုအပ်ပါတယ်။ FD8 ကိုတည်ထောင်ခဲ့သူဆန်ဘက်မန်ဟာပြည်ပြည်စုံတဲ့ဥပမာတစ်ခုပါပဲ။သူဟာ FD8 ကိုတည်ထောင်ခဲ့ပြီးတော့နှစ်အနည်းငယ်တွင်မှာပဲအကြီးဆုံးခရစ်တိုလဲလှယ်ရေးလုပ်ငန်းတွေထဲကတစ်ခုဖြစ်လာခဲ့ပါတယ်။ချိန်တစ်ခုရောက်တော့သူဟာဒေါ်လာ26ဘီလီယံကျော်ဝခဲ့ပါတယ်။ဒါပေမဲ့သူဘာလုပ်ခဲ့တယ်လဲ။သူလောဘကြီးခဲ့ပါတယ်။သူအမားလုပ်ဖို့စွန့်စားမှုကြီးလုပ်ခဲ့ပါတယ်။ရှိတဲ့ပမာဏထက်ငွေတွေပိုချေးယူခဲ့ပြီးတော့2022ခုနှစ်မှာဒေဝါလီခံရပြီးအဖမ်းခံရကအားလုံးပျောက်ဆုံးသွားခဲ့ရပါတယ်။အခုတခြားတစ်ယောက်ဖြစ်တဲ့ဝါရန်ဘတ်ဖက်လိုလူနဲ့တိုင်းရှင်ကြည့်ကြရအောင်ပါ။ဘတ်ဖက်ဟာဒေါ်လာဘီလီယံ100ကျော်ကျွယ်ဝပေမဲ့သူကဘယ်တော့မှအယူအမှုစွန့်စားမှုတွေကိုမလုပ်ခဲ့ပါဘူး။သူကငွေရှာရတာထက်ငွေဆုံးရှုံးရတာကိုပိုမုန်းပါတယ်။သူရဲ့နီးဗျူဟာကတော့လုံလုံလောက်လောက်ကြာရှည်စွာရှင်သန်ဖို့ပါပဲ။ဒါဆိုရင်ချမ်းသာကြွယ်ဝမှုကသူ့အလိုလိုဖြစ်လာပါလိမ့်မယ်တဲ့။ဒါကသင်ကိုတစ်သက်လုံးခုခံကာကွယ်ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ဒါပေမဲ့သင်ရဲ့ကြွယ်ဝမှုကိုကြီးထွားလာစေဖို့အတွက်လုံလောက်တဲ့အချိန်တစ်ခုထိကာကွယ်ရမှာပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရည်မှန်းချက်ကတခါတည်းပဲငွေရှာဖို့မဟုတ်ပါဘူး။ပိုက်ဆံအတွက်ထပ်ပြီးစိုးရင်စရာမလိုအောင်လုပ်ဖို့ပါပဲ။အဲ့ဒီလိုလုပ်ဖို့တခုတည်းသောနီးလန်းကတော့ရေရှည်ကစားဖို့ပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ရေရှည်ကစားနိုင်ဖို့ဟာတကယ်အရေးကြီးတဲ့အချက်ပါ။ဘောလုံးမှတ်ပေးဖလားတွေကိုကြည့်သူဆိုရင်သိနိုင်ပါတယ်။အစပိုင်းမှာဘလောက်ပဲကောင်းကောင်းရေရှည်ကစားဖို့ကစားသမားတွေနာနေတဲ့အခါနောက်ဆုံးသူတို့လိုချင်တဲ့ဖလားအိမ်မက်နဲ့လွဲသွားရတဲ့အသင်းတွေအများကြီးရှိပါတယ်။ဒီပေါက်တဲ့သူအများစုဆင်းရဲသွားတဲ့အကြောင်းရင်းရှိပါတယ်။သူတို့ကသူတို့ချမ်းသာသွားပြီလို့ထင်ပြီးတော့ပိတ်ဆန်တွေကိုအကုန်သုံးပစ်ကြတာပါ။ဂျပန်စီးပွားရေးလုပ်ငန်းတွေမှာယင်းနှိမ့်မြုပ်နှံကြတယ်။မှားရင်းတဲ့လူတွေကိုယုံကြည်ကြတယ်။သူတို့ကငွေကိုထိမ့်သိမ့်ဖို့အတွက်မတူညီတဲ့စိတ်ဓာတ်တစ်မျိုးလိုတယ်ဆိုတာကိုမသိကြတာပါ။အဲ့ဒါကရေရှည်ကစားနိုင်ဖို့နဲ့လောင်ကစားဆန်တဲ့အရေးဆွဲမှုတွေကိုဘယ်အချိန်မှရမလဲဆိုတာကိုသိဖို့လိုအပ်တာပဲဖြစ်ပါတယ်။နံပါတ်3လွတ်လပ်မှုအတွက်ငွေစုဆောင်းပါလူအများစုကတော့ငွေစုဆောင်းခြင်းကိုဘာမှမထူးခြားတဲ့တာမန်ကိစ္စလိုပဲသဘောထားကြပါတယ်။ပြောရရင်သူတို့ကနောက်လက်သုံးဘက်တူတူနေသုံးတဲ့အသုံးစရိတ်လိုပဲဘာမှမထူးဘူးလို့ယူဆနေကြတာပါ။ဥပမာငါနောက်မှပိုကောင်းတဲ့ကားတစ်စီးဝယ်စီးနေအောင်စုမယ်ဒါမှမဟုတ်ငါရဲ့အိမ်မက်ခီးတွေထွက်နေအောင်စုမယ်ဒီလိုမျိုးတွေးကြပါတယ်ကျွန်တော်တခုမေးပြရစီပိတ်ဆန်ထက်ဘာကပိုတန်ဖိုးရှိတယ်လဲအဖြေကတော့ရွေးချယ်စရာများမှာပါဒါပေမဲ့တင်းအချိန်ကိုထိန်းချုပ်နိုင်ခြင်းတင်မလုပ်ချင်တဲ့အခါမလုပ်ဘူးလို့ပြောနိုင်တဲ့စွမ်းရည်တွေတော့ပါပါစေအရင်ကဆိုးွားတဲ့အလုပ်တစ်ခုမှာပိတ်မိနေတဲ့လူတစ်ယောက်ကိုတွေ့ဖူးပါတယ်အန်ရများတဲ့လုပ်ငန်းခွင်တရလုံးနှီးပါအချိန်စရာတွေနဲ့သဘောဆိုးတဲ့လုပ်ငန်းရှင်ဒါပေမဲ့သူထွက်လို့မရခဲ့ဘူး။ဘာကြောင့်လဲဆိုတော့သူ့မှာစုဆောင်းထားတဲ့ငွေလုံးဝမရှိလို့ပဲဖြစ်ပါတယ်။သူကလစာတစ်လစာနဲ့နောက်တစ်လကိုဘဝဆက်ပြီးနေထိုင်နေရတဲ့အခါအလုပ်ထွက်ဖို့ဆိုတာမဖြစ်နိုင်တော့ပဲအဲ့ဒီထဲမှာပဲတန်တရားလဲခါပိတ်မိနေပါတော့တယ်။အခုနှစ်အနည်းငယ်လောက်အပြင်းအထန်ငွေစုခဲ့တဲ့တခြားတငယ်ချင်းတယောက်နဲ့နှိုင်းကြည့်ကြရအောင်ပါ။သူ့ရဲ့လောက်ကသူ့ကိုစိတ်ဖိစီးမှုတွေစပေးလာတဲ့အခါသူဘာလုပ်ပါသလဲ။သူအလုပ်ထွက်သွားခဲ့တယ်။စိတ်ဖိစီးမှုမရှိဘူးထိုင်းလက်မှုမရှိဘူးရိုးရိုးရှင်းရှင်းပဲငါအလုပ်ထွက်ပြီပေါ့
အခြေခံအပြင်ငွေစုတာကမကောင်းတဲ့အခြေအနေတွေကနေထွက်ခွာနိုင်စေတဲ့ငွေပုံတစ်ပုံပါပဲ။တင်းလောက်ကညံ့နေတယ်ဆိုရင်တင်းဆက်လုံနေဖို့မလိုပါဘူး။တင်းရဲ့အိမ်ပိုင်ရှင်ကအိမ်ငှားခတိုးတောင်းရင်တင်းမှာရွေးချယ်စရာတွေရှိပါတယ်။အစိတ်တော့ဖြစ်နေတဲ့ဆက်ဆံရေးဆိုရင်အိမ်လခအတွက်စိုးရင်စရာမလိုပဲတင်းထွက်သွားနိုင်ပါတယ်။အဲ့ဒီအတွက်တန်းကျယ်တွေဖြစ်နေဖို့မလိုပါဘူး။6လစာစုဆောင်းထားရုံနဲ့တောင်မှဘဝမှာလုံးဝကွဲပြားတဲ့အနေအထားကိုရောက်သွားနိုင်ပါတယ်။ငွေမစုနိုင်ဘူးလို့ပြောတဲ့လူအများစုဟာတကယ်တမ်းမှာတော့ငွေစုနိုင်ကြပါတယ်။ဒါပေမဲ့ငွေစုတာကစိတ်လှုပ်ရှားစရာမကောင်းပါဘူး။ငွေသုံးတာကပျော်စရာပါ။တင်အကားအသစ်တစ်စီးရတဲ့အခါလူတွေကသတိထားမိမယ်။တင်ကဖေးဘုတ်မှာတင်လိုက်တဲ့အခါလူတိုင်းကတင်ကိုမြှောက်ပေးကြမယ်။ဒါပေမဲ့ငွေစုတာကိုဘယ်သူမှမမြင်ရပါဘူး။တင်အရေးပေါ်ရန်ပုံငွေတဲ့ကိုငွေ10 သိန်းလောက်တိတ်တိတ်လေးလွှဲပြောင်းလိုက်လို့ဘယ်သူမှလက်ခုပ်တီးပေးမှာမဟုတ်ပါဘူး။လူအများစုကချမ်းသာလာတဲ့ဆိုတာဈေးကြီးတဲ့ပစ္စည်းတွေဝယ်တာလို့ထင်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ကမ္ဘာပေါ်မှာချမ်းသာဆုံးလူတွေကသူတို့ရဲ့အချိန်တွေကိုပြန်ဝယ်ယူဖို့အာရုံစိုက်နေကြတာပါ။ဘာကြောင့်လဲဆိုတော့ပိတ်ဆံကဝယ်နိုင်တဲ့အကောင်းဆုံးသောအရာကပိတ်ဆံထပ်မလိုအပ်ခြင်းပဲဖြစ်ပါတယ်။တောင်းတနေစရာမလိုတော့တာပါပဲ။နံပါတ် 4ချမ်းသာကြွယ်ဝမှုဆိုတာသင်မမြင်ရတဲ့အရာပဲဖြစ်ပါတယ်။2014ခုနှစ်လောက်ကရိုနယ်ရီလို့ခေါ်တဲ့တန်ရှင်းသမားတစ်ယောက်ရှိခဲ့ပါတယ်။တာမန်လူတစ်ယောက်ဓာတ်ဆီဆိုင်မှာအလုပ်လုပ်ခဲ့ပြီးအဲ့ဒီနောက်တန်ရှင်းသမားအဖြစ်အလုပ်လုပ်ခဲ့ပါတယ်။ဟောင်းနှံဆုပ်ပြက်နေတဲ့ကားတစ်စီးကိုမောင်းတယ်။နေတဲ့အဝတ်စားတူတူပဲဝတ်ဆင်တယ်။လုံးဝထင်ပေါ်တာမရှိပါဘူး။လူတွေကသူ့ကိုချွေတာပြီးနေထိုင်တယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီနေ့သူ62နှစ်မှာကွယ်လွန်သွားခဲ့ပါတယ်။ပြီးတော့သူ့မှာဒေါ်လာ8 သန်းတောင်ကျန်ရစ်ခဲ့ပါတယ်။လူတွေကဒါကိုအံ့အားသင့်သွားကြပါတယ်။ဒီလူကဒေါ်လာ8 သန်းဘယ်ကရခဲ့တာလဲဆိုပြီးတော့ပေါ့။တခြားသူတွေကပုံကြီးချက်နေချိန်မှာရိုနယ်ရီကတော့တိတ်တိတ်လေးချမ်းသာကြွယ်ဝမှုကိုတိဆောက်ခဲ့တာပါ။သူရဲ့ချမ်းသာကြွယ်ဝမှုကိုဘယ်သူမှမမြင်နိုင်ခဲ့ပါဘူး။အားကြောင့်လဲဆိုတော့ဒါကမမြင်နိုင်လို့ပါပဲ။ချမ်းသာကြွယ်ဝမှုဆိုတာသင်မသုံးဆွဲတဲ့ငွေကြီးပါ။ဒါကသင်တိဆောက်နေတဲ့လွတ်လပ်မှုပါ။နောက်ခံမှာတိတ်တိတ်လေးကြီးထွားနေတဲ့ယင်းနှိမ့်မြုပ်နှံမှုတွေတခြားဘယ်သူမှမမြင်ရရင်တောင်မှဘန္တာရေးအရာသင်ဟာလုံခြုံနေဆိုတာကိုသိရှိခြင်းကနေရရှိတဲ့စိတ်အေးချမ်းမှုပါပဲ။စဉ်းစားကြည့်ပါ။တစ်စုံတစ်ယောက်ကကားအသစ်စစ်စီးလာတဲ့အခါကျွန်တော်တို့ဘယ်လိုထင်ပါသလဲဟာဒီလူချမ်းသာနေတော့တယ်ဒီလိုထင်မိပါပါဒါပေမဲ့တကယ်တမ်းကျွန်တော်တို့မသိနိုင်ပါဘူးကျွန်တော်တို့သိတာကအဲ့ဒီလူကကားတစ်စီးအတွက်ငွေသိန်းပေါင်းများစွာသုံးခဲ့တယ်ဆိုတာပါပဲကျွန်တော်တို့မမြင်ရတာကတော့သူ့မှာတကယ်တမ်းဘလောက်ကြံသေးတယ်လဲဆိုတာပါခံမှန်းရသလောက်သူဟာအကျွေးတွေတောင်ကြံနေနိုင်ပါသေးတယ်ကျွန်တော်ကကောင်းမွန်တဲ့ပစ္စည်းတွေမဝယ်ပါနဲ့လို့ပြောချင်တာမဟုတ်ပါဘူးသင်ငွေကိုသင်ပျော်ပျော်ရွှင်ရွှင်သုံးသင့်ပါတယ်ဒါပေမဲ့သင်ရဲ့အနာဂတ်ကိုထိခိုက်စေပြီးတခြားသူတွေကိုဟန်ပြတာကရှုံးနေတဲ့ကစားကွက်တစ်ခုပါပဲ။တင်သာဒီကနေ့တစ်ခုတည်းသောအရာကိုယူသွားမယ်ဆိုရင်ဒါကိုယူသွားပါ။ချမ်းသာတဲ့ပုံပေါက်တာနဲ့တကယ်ချမ်းသာတာဟာလုံးဝကွဲပြားတဲ့ကစားနည်းနှစ်ခုပါ။ချမ်းသာတဲ့ပုံပေါက်ဖို့ကလွယ်ပါတယ်။ဈေးကြီးတဲ့အဝတ်စားတွေဝယ်ပါ။စိန်ခံပစ္စည်းတွေဝယ်ပါ။ဒါတွေကဘယ်သူမှမဆိုလုပ်နိုင်ပါတယ်။ချမ်းသာတာဆိုတာကတော့သင်မမြင်ရတဲ့အရာပဲဖြစ်ပါတယ်။လူတချို့ကဝင်ငွေတန်းချီရှိပြီးဘာကြောင့်ရုန်းကန်နေရတယ်လဲ။တခြားလူတွေကဝင်ငွေနည်းနည်းပိုရပြီးဘာကြောင့်စောစောစီးစီးအေးအေးဆေးဆေးနေနိုင်တာလဲလို့သင်စဉ်းစားဖို့ရင်ဒါကဒီရိုးရှင်းတဲ့ကွဲပြားမှုတစ်ခုကြောင့်ပါပဲလူတချို့ကပစ္စည်းဝယ်ကြတယ်တခြားသူတွေကလွတ်လပ်မှုကိုဝယ်ကြတယ်ချမ်းသာကြွယ်ဝမှုဟာသင်ရဲ့ဝင်ငွေမဟုတ်ပါဘူးချမ်းသာကြွယ်ဝမှုဟာသင်ကားလည်းမဟုတ်ပါချမ်းသာကြွယ်ဝမှုဆိုတာသင်မသုံးဆွဲခဲ့တဲ့ငွေကြေးပါဒါကြောင့် Warren Buffett လိုလူတွေက1958ခုနှစ်မှာသူဝယ်ခဲ့တဲ့အိမ်ဟောင်းမှာပဲအခုထိနေရတာပါသူကကြီးမားတဲ့အိမ်တစ်လုံးမတက်နိုင်လို့မဟုတ်ပါဘူးဒါပေမဲ့သူကဟန်ပြချင်းတဲ့လွတ်လပ်မှုကိုပိုတန်ဖိုးထားလို့ပါပဲနံပါတ်5စိတ်ခံစားမှုတွေကအရေးကြီးပါတယ်ပိုက်ဆံကကိုင်းကနန်းတွေတက်မဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းသိထားသင့်ပါတယ်ကျွမ်းကျင်သူအများအပြားကပိုက်ဆံကိုခက်ခဲတဲ့သင်္ချာလိုမျိုးပြောကြပါတယ်သင်သာဒီနေရာမှာယင်းနှိမ့်မြုပ်နေမယ်ဆိုရင်ဒီနေရာကအသုံးစရိတ်တွေကိုဖြတ်တောက်မယ်ပြီးတော့သင်ဝင်ငွေရဲ့ဒီလောက်ရာခိုင်နှုန်းကိုစုမယ်ဆိုရင်သင်ဘဏ္ဍာရေးရဆင်ပြေသွားလိုက်မယ်ဒီလိုပြောကြပါတယ်ဒါပေမဲ့အမှန်တရားကတော့ကျွန်တော်တို့ကစက်ရုပ်တွေမဟုတ်ပါဘူးကျွန်တော်တို့ကစိတ်ခံစားမှုရှိတဲ့တရားဝါတွေပါပြီးတော့ပိတ်ဆံနဲ့ပတ်သက်လာရင်လုံးဝဆင်ခြင်နှုန်းတရားရှိတာထက်ကြိုးကြောင်စီလျော်မှုရှိတာကပိုအရေးကြီးပါတယ်ဒါပေမဲ့လူတွေကဇယားတွေပေါ်အခြေခံပြီးဘဏ္ဍာရေးဆုံးဖြတ်ချက်တွေမချကြပါဘူးသူတို့ကစိတ်ခံစားမှုတွေပေါ်အခြေခံပြီးချကြတာပါကျိုးကြောင့်စီလျော်တဲ့အတွေးနဲ့စင်ကြုံနှုန်းတရားရှိတဲ့အတွေးရဲ့ကွာခြားချက်ကိုနားလဲပါစင်ကြုံနှုန်းတရားရှိတဲ့အတွေးကတော့ဒီယင်းနှိမ့်မြုပ်နှံမှုဗျူဟာကနှစ်90ကျော်မှာအပြန်အလှန်အများဆုံးရလဒ်ဘယ်လောက်ရှိတယ်ဒါကြောင့်ဘာပဲဖြစ်ဖြစ်ငါဆက်လုပ်သွားမယ်ဒီလိုတွေးပါတယ်ကျိုးကြောင့်စီလျော်တဲ့အတွေးကတော့ဒီဗျူဟာကအတိတ်ပဲတော့ရှိတယ်ဒါပေမဲ့စီးပွားရေးကျဆင်းတဲ့အခါစိုးရင်စရာတစ်ခုဖြစ်တယ်ဆိုတာ
ငါသိရဲ့ဒါကြောင့်လုံခြုံမှုခံစားရအောင်ငွေသားတချို့ခြံထားခဲ့မယ်ကွာခြားမှုကိုတွေ့ပါသလားတစ်ခုက theory ရပြည့်စုံပါတယ်ကျန်တစ်ခုကတော့လက်တွေ့ဘဝမှာအလုပ်ဖြစ်ပါတယ်အားလုံးထဲမှာအတော်ဆုံးယင်းနှိမ့်နှံသူဖြစ်တဲ့ Warren Buffett ဟာအပြန်အလှန်ရလက်အများဆုံးဖြူဟာကိုမပိုင်ဆိုင်ပါဘူးသူက crypto ဒါမှမဟုတ်မှန်းဆရခက်တဲ့နည်းပညာ store တွေလို့အန်ဒီရဲ့များတဲ့အကျိုးမြတ်များတဲ့နေရာတွေမှာယင်းနှိမ့်နှံခြင်းမလုပ်ပါဘူးဘာကြောင့်လဲဆိုတော့သူအိပ်ပျော်နိုင်တဲ့နီးလန်းနဲ့ယင်းနှိမ့်နှံလို့ပဲဖြစ်ပါတယ်သူကစင်ကြံုံတရားရှိုံတောင်မကကြိုးကြောင်စီလီယောစွာလဲနေပါတယ်ဒါကြောင့်သူက260ကျော်ကြာအောင်ဒီကစားပွဲမှာဆက်ရှိနေတာပါဇလန်လေးတစ်ခုပြောပြပါမယ်ကျွန်တော်မှာအကောင်းဆုံးယင်းနှိမ့်နှံမှုကိုရှာဖွေဖို့ဆွဲလန်းနေတဲ့တင်ငယ်ချင်းတစ်ယောက်ရှိခဲ့ပါတယ်သူက stock share တွေကိုရှာဖွေဖို့ဘဏ္ဍာရေးစာအုပ်တိုင်းကိုဖတ်ဖို့ဒေါ်လာတွေကိုအကောင်းဆုံးဖြစ်အောင်လုပ်ဖို့အတွက်နိုင်ပေါင်းများစွာအချိန်ကုန်ခဲ့ပါတယ်ဒါပေမဲ့ဘာဖြစ်ခဲ့လဲဆိုတော့ရွေးချယ်စရာတွေအားလုံးနဲ့အရန်လွှမ်းမိုးခံရပြီးတော့သူတကယ်တမ်းယင်းနှိမ့်နှံခြင်းမလုပ်ခဲ့ပါဘူးသူကခွဲချမ်းစိတ်ပြခြင်းမှာပဲပိတ်မိနေခဲ့တာပါဒီတိုးတွင်းမှာတော့တခြားတငယ်ချင်းတစ်ယောက်ကတော့ရုပ်ချင်းနဲ့အညွန့်ကိန်းရန်ပုံငွေတစ်ခုတည်းကိုငွေထည့်ပြီးတော့ဘယ်တော့မှပြန်မကြည့်တော့ပါဘူးဘယ်သူငွေပိုရှာနိုင်ခဲ့တယ်လဲတကယ်တမ်းတော့လှုပ်ဆောင်ခဲ့သူပါတဲ့အတွက်အလုပ်ဖြစ်တာကိုရှာပါအကောင်းဆုံးဘဏ္ဍာရေးအစီအစဉ်ဆိုတာစာရွက်ပေါ်မှာအပြန်အလှန်ရလက်အများဆုံးရရှိတဲ့အစီအစဉ်မဟုတ်ပါဘူးဒါကတင်တကယ်တမ်းဆွဆွဲမြဲမြဲလှုပ်ဆောင်နေတဲ့အစီအစဉ်ပါဘာကြောင့်လဲဆိုတော့ပိတ်ဆန်ဟာကိန်းဂဏန်းတွေတက်တက်မဟုတ်ပါဘူးဒါကခံစားမှုတွေပါပြီးတော့အကောင်းဆုံးဘဏ္ဍာရေးအစီအစဉ်ဆိုတာတင့်ကိုငြိမ်းချမ်းစွာနေထိုင်နိုင်စေတဲ့အစီအစဉ်ပါပဲကောင်းပါပြီကျွန်တော်အများကြီးပြောခဲ့ပြီးပါပြီဒါပေမဲ့အသုံးမချတဲ့အသိပညာဟာအသုံးမဝင်ဘူးဆိုလို့ပေါ့ဒီဗီဒီယိုကသင်အတွက်အထောက်အကူဖြစ်ခဲ့မယ်ဆိုရင်သင်အတွက်လှုပ်ဆောင်စရာရှိတာတွေစတင်လှုပ်ဆောင်ပါဘာကြောင့်လဲဆိုတော့စတင်ဖို့အကောင်းဆုံးအချိန်ကမနေ့ကပါဒါပေမဲ့ဒုတိယအကောင်းဆုံးအချိန်ကတော့အခုပါပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်ဗျာ